ယိုရီးယားတင်မော်ဒီတောင်ကြိုက်တဲ့သူတွေရှိလာရင်ချီလီကတော့ကြိုက်တဲ့အတွက်ကြောင့်ဆိုင်ရောက်ရင်လည်းမှာစားဖြစ်တယ်ခုပေါကူလည်းထောင်စားဖြစ်ပါတယ်ဒီတင်မော်ဒီစိမ့်လေးတွေကိုနေရတော့လက်ဆောင်ယူလာပေးထားတာပါအယုံဆုံးတင်မော်ဒီစိမ့်ကိုအခုံခွာမယ်ပြီးရင်ချစ်လေးနဲ့အချောင်းလေးတွေဖြစ်အောင်ခုလိုမျိုးချက်ထားပါတယ်တင်မော်ဒီစိမ့်လေးတွေကြွကြွရွာဖြစ်စေဖို့အတွက်ကိုရေခဲရေမှာခဏလောက်စိမ့်ပါတယ်ပြီးရင်တော့ရေကုန်အောင်ညှစ်ထုတ်ပြီးတော့မှဆယ်ထားပါမယ်ဒါကတော့တင်မော်ဒီထောင်းဖို့အတွက်ကိုလိုအပ်တဲ့ပစ္စည်းလေးတွေပြင်ဆင်ထားတာပါတို့စားဖို့ရက်ကပဲတောင်ရှိကစုံရိုးနီနောက်ပြီးတော့ဂေါ်ဘီလေးတွေကိုလည်းရေးဆေးပြီးတော့စားရင်မှခဏစိမ့်ပြီးဆယ်ထားပေးပါအယုံဆုံးကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်ကိုညက်နေအောင်ထောင်းပါတယ်ပြီးရင်စိမ့်စားငပ်ပြီးမီးဖုတ်ထားတာလေးကိုထောင်းပါတယ်ပဇွန်ချောက်ကိုထောင်းပါတယ်ပဇွန်ချောက်ကိုအရင်ညက်စရာမလိုပါဘူးမညက်တကြက်ပါပြီးရင်မြေပဲလှော်ထားတာကိုလည်းမညက်တညက်လေးထပ်ထောင်းပါတယ်ပြီးရင်ဖယ်ထားပါတော့ပဲသီးစိမ့်လေးတွေကိုအရသာဝင်စေဖို့အတွက်ကိုပဲသီးကိုခဏလောက်ကွဲဝါးသည်တီထောင်းပေးပါတယ်ခုဆော့ဆက်ပါတော့မယ်ဘဏ္ဍတော်ကထောင်းထားတာကြီးထည့်ပါတယ်ငန်းပြားကြီးတစုံခွဲလောက်ထည့်ပါတယ်တမယာသီးတစ်လုံးကိုညှစ်ထည့်ထားပါတယ်ပြီးရင်ထညက်ရည်နှစ်စွန်းစာလောက်ထည့်ပါတယ်ဒီလိုဆော့ဆက်တဲ့အခါမှာချိုချင်းငံဆက်အရသာအားလေးထိတိမိမိရှိမှစားကောင်းတာပါစားနဲ့နဲ့ဓာတ်ရှိနဲ့နဲ့လေးထည့်ထားပါတယ်အရသာချိုချင်းငံဆက်ဖြစ်နေရပါမယ်ပဲတောင်ရှိထောင်းထားတာရဲ့တင်မော်ဒီစိမ့်တွေထည့်ပါတယ်ခရမ်းကျင်ဒီတစ်လုံးကိုတော့အခုလိုမျိုးကက်ကြီးလေးနဲ့ညှက်ထည့်ထားပါတယ်ပြီးရင်အရသာဝင်အောင်နေထားပါတယ်ချီလီမာကလေငရုတ်စုံကြီးမရှိတဲ့အတွက်ကြောင့်ထည့်ထောင်းမထားတာပါဒါပေမဲ့လေဒီလိုတင်မော်ဒီစိမ့်အချောင်းရှိရှိရသေးသေးလေးတွေချက်ထားတဲ့အတွက်ကြောင့်အရသာဝင်ပါတယ်တင်မော်ဒီထောင်းနဲ့တွဲစားဖို့အတွက်ကတခွားသိမရှိလို့တော့မထည့်ထားပါဘူးဂေါ်ဘီရဲ့ကစွန်းယိုနီရဲ့ကိုပဲထည့်ထားပါတယ်ပြီးရင်အပေါ်ကနေပြီးတော့ပစုံချောက်ကောင်လေးတွေထပ်ဖြူထားပါတယ်ဒီပစုံချောက်လေးတွေကချိုလေးတွေဆိုတော့လေအရင်စားကောင်းပါတယ်တင်မော်ဒီထောင်းနဲ့တွဲစားဖို့အတွက်ပစုံချောက်ကလေချွတ်မွေးလေးမှကောင်းပါတယ်ပစုံချောက်ကစူနေရင်လေအနံ့အရာစူးပြီးတော့စားမကောင်းပါဘူး